င်းစားလို့အရမ်းမိန်စီမဲ့ဟင်းဒီတစ်ခွက်ကိုချက်ပြမှာပဲဖြစ်ပါတယ်ရှင်။ကဲကျမတို့အိမ်မှာကလေငါးဦးမကြိုက်တဲ့သူနဲ့ငါးဦးကြိုက်တဲ့သူဆိုပြီးနှစ်ဖွဲ့ရှိပါတယ်။ဒါကြောင့်ကျမကဟင်းနှမျိုးကိုတစ်ခါတည်းရောချက်လိုက်ပါတယ်ရှင်။တစ်ချက်ခုံးနှစ်ချက်ပြတ်ပေါ့နော်။ကဲဘလို့လေးချက်လဲဆိုလို့ရှင်တော့ကျမကငါးဦးလေးနဲ့ငဖယ်လေးနဲ့ကိုရောပြီးချက်လိုက်တာပါရှင်။ချနီးလေးကတော့အရန်ကိုရိုးရှင်းပါတယ်ရှင်ငါးဦးလေးကိုလည်းပြုတ်ထားလိုက်မယ်ပြီးရင်အနေတော်တုံးလေးတုံးထားလိုက်မယ်ငဆုပ်ကလေးကိုလည်းကြော်ထားလိုက်ပါမယ်ပြီးရင်တော့ပုံမဟင်းချက်နေကြအတိုင်းကျက်သွန်အဖြူနေရောင်တင်မုတ်တို့ကိုရောပြီးစီတက်လိုက်မယ်စီတက်တာလေးရပြီဆိုလို့ရှိရင်ငါးဦးရောငဖယ်ကိုထည့်ပြီးတော့လုံးလိုက်ပါတယ်ရှင်လုံးလို့ရပြီဆိုတော့မှမကြီးရေလေးနှဲငယ်ထည့်မယ်ရေလေးနှဲငယ်ထည့်ပြီးတော့ကဲအမွှေးကြိုင်အတွက်ကတော့မမကြီးကနနပင်လေးအုပ်လိုက်ပါတယ်အချုံငံလေးကိုလည်းကိုစိတ်ကြိုက်လေးပြင်ဆင်လိုက်ပါမယ်ကဲဟင်းရပွပွဆူအောင်လို့ခဏတည်းထားလိုက်ပါမယ်ဟင်းရလေးလည်းခန်းလာပြီဆိုလို့ရှိရင်တော့အချုံငံလေးမြည်ကြည့်တာကွက်တီပဲဆိုလို့ရှိရင်တော့စီပြန်ဟင်းလေးရပါပြီရှင်ကဲအခုဆိုလို့ရှိရင်ငါးဦးမစားတဲ့သူရောငါးဦးစားတဲ့သူရောငဖဲလေးပါရောချက်ထားတဲ့အတွက်ကြောင့်ဘယ်ရပဲဆက်ဆက်အဆင်ပြေအောင်လို့နှစ်မျိုးလေးကိုရွေးချက်လိုက်တာပါရှင်အဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်